ကမ္ဘာပေါ်မှာတပ်ဝင်ယုံကြည်သူအများဆုံးဖြစ်တဲ့ခရစ်ယာန်ဘာသာဟာရောမအင်ပါယာရဲ့ယူဒေးယားပြည်နယ်မှာနေထိုင်ခဲ့တဲ့ယေရှုခရစ်တော်ရဲ့ဘဝဇာတ်ကြောင်းကနေစတင်ခဲ့တာဖြစ်ပါတယ်။ခရစ်တော်ပြန်လည်ရှင်သန်ထမြောက်ခြင်းနဲ့ဖခင်အဖြစ်တကူတော်ရှိခြင်းတို့ဟာယုံကြည်ခြင်းဆိုင်ရာကိစ္စရပ်တွေဖြစ်ပေမဲ့သူတကယ်တည်ရှိခဲ့တာနဲ့ AD 30 ဝန်းကျင်မှာလက်ဝါးကပ်တိုင်မှာအသေးခံခဲ့တာကိုတော့သမိုင်းဝင်အချက်လက်အဖြစ်လူအများကလက်ခံထားကြပါတယ်။ခရစ်ယာန်ဘာသာအစောပိုင်းမှာပြန့်နှံ့သွားဖို့အတွက်တစ္ဆာရှိတဲ့တပည့်တော်များဖြစ်တဲ့တမန်တော်တစုကအဓိကကြိုးပမ်းခဲ့ကြတာပါ။ AD 36 ဝန်းကျင်မှာတော့ဒမတ်စကတ်မြို့ကိုသွားနေရင်ခရစ်တော်ကိုစိတ်အာရုံထဲမှာတွေ့မြင်ခဲ့ရတဲ့ရှင်ပေါလုကသူတို့နဲ့ပူးပေါင်းလာပါတယ်။ရှင်ပေါလုဟာခရစ်တော်ရဲ့တည်ခြင်းနဲ့ပြန်လည်ရှင်သန်ခြင်းဆိုင်ရာဧဝံဂေလိတရားသို့မဟုတ်သတင်းကောင်းကိုဖြန့်ဝေဖို့သူ့ဘဝတစ်ခုလုံးကိုမြုပ်နှံခဲ့ပါတယ်။သူဟာမြေထဲပင်လယ်တဝိုက်ကနေအနောက်ဘက်အီတလီနိုင်ငံအထိခရစ်ယာန်ဘာသာဝင်အသစ်တွေအများကြီးရရှိအောင်မြင်စွာစည်းရုံးနိုင်ခဲ့ပါတယ်။ရှေးဟောင်းရာဇဝင်တွေအရ AD 42 ဝန်းကျင်မှာတမန်တော်မာကုဟာအလက်ဇန်ဒရီးယားမြို့မှာခရစ်ယာန်ဘုရားကျောင်းတစ်ခုကိုတည်ထောင်ခဲ့ပါတယ်။ဒါဟာဒီနေ့ခေတ် Coptic Orthodox အသင်းတော်ရဲ့အစအဦးပဲဖြစ်ပါတယ်။နောက်ထပ်အစဉ်လာအရပြောကြတာကတော့ AD 52 မှာတမန်တော်သောမတ်ဟာအိန္ဒိယနိုင်ငံကိုရောက်ရှိခဲ့ပြီးခရစ်ယာန်အတိုက်ဝန်းငယ်လေးအချို့ကိုတည်ထောင်ခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့ခိုင်လုံတဲ့အထောက်အထားမရှိတာကြောင့်သမိုင်းပညာရှင်အများစုကတော့ဒါကိုညှင်းချက်ထုတ်ထားကြပါတယ်။ AD ပထမရာစုအတွင်းမှာတော့ရှင်ပေါလုလိုမျိုးအစောပိုင်းသာသနာပြုတွေဟာရောမအင်ပါယာတစ်ခွင်လုံးမှာခရစ်ယာန်ဘာသာပြန့်နှံ့သွားအောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါတယ်။အာဖရိကမြောက်ပိုင်းကနေအီတလီအထိနေရာအနှံ့ပြားမှာခရစ်ယာန်လူမှုအတိုက်အဝန်းတွေရှိနေခဲ့ကြောင်းမှတ်တမ်းအထောက်အထားတွေတွေ့ရှိရပါတယ်။ AD အောင်ဝန်းကျင်ရောက်တဲ့အခါတမန်ကျမ်းစာရဲ့ဓမ္မသစ်ကျမ်းမှာပါဝင်တဲ့ခရစ်ဝင်ကျမ်း၄ ဆောင်ကိုရေးသားပြုစုလို့ပြီးစီးသွားခဲ့ပါတယ်။ဒီကျမ်းစာတွေဟာဒီနေ့ခေတ်အထိခရစ်ယာန်ဘာသာရဲ့အခြေခံအုတ်မြစ်တွေပဲဖြစ်ပါတယ်။ခရစ်ယာန်ဘာသာဟာရောမအင်ပါယာအတွင်းမှာသာမကအိမ်နီးချင်းနိုင်ငံတွေစီကိုပါတဖြည်းဖြည်းဆက်လက်ပြန့်နှံ့သွားခဲ့ပါတယ်။ AD 300 ဝန်းကျင်မှာတော့အာမေးနီးယားဘုရင်ထရိဒိတ်တတိယမြောက်ဟာခရစ်ယာန်ဘာသာကိုကူးပြောင်းသက်ဝင်ခဲ့ပါတယ်။သူဟာခရစ်ယာန်ဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်ကြေညာခဲ့တာကြောင့်အာမေးနီးယားဟာကမ္ဘာအစောဆုံးခရစ်ယာန်နိုင်ငံဖြစ်လာခဲ့ပါတယ်။ခရစ်ယာန်ဘာသာဟာရောမအင်ပါယာအတွင်းမှာသာမကအိန္ဒိယနိုင်ငံတွေစီကိုပါဆက်လက်ပြန့်နှံ့သွားခဲ့ပါတယ်။ AD 301 ဝန်းကျင်မှာတော့အာမေးနီးယားဘုရင်တတိယမြောက်ထရိဒိတ်ဟာခရစ်ယာန်ဘာသာကိုကူးပြောင်းသက်ဝင်ခဲ့ပါတယ်။သူဟာခရစ်ယာန်ဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်သတ်မှတ်ကြေညာခဲ့တာကြောင့်အာမေးနီးယားဟာကမ္ဘာအစောဆုံးခရစ်ယာန်နိုင်ငံဖြစ်လာခဲ့ပါတယ်။ရောမအင်ပါယာအတွင်းမှာဧကရစ်မင်းမြတ်တွေကိုသာနတ်ဖျားတွေလိုကိုးကွယ်ကြတာကြောင့်ခရစ်ယာန်ဘာသာဝင်တွေဟာနေရာအနှံ့ပြားမှာနှိပ်ကွပ်မှုကိုခံခဲ့ကြရပါတယ်။ဒါပေမဲ့ခရစ်ယာန်ရာဇဝင်မှတ်တမ်းတွေအရ AD 312 မှာရောမဧကရစ်ကွန်စတင်တိုင်းဟာမီလီယံတရားတိုက်ပွဲမတိုင်ခင်မှာခရစ်ယာန်ဘာသာနဲ့ပတ်သက်တဲ့စိတ်အာရုံတစ်ခုကိုတွေ့မြင်ခဲ့ရပါတယ်။အဲဒီနောက်တစ်နှစ်မှာတော့သူဟာမီလန်အမိန့်တော်ကိုထုတ်ပြန်ခဲ့ပြီးရောမအင်ပါယာအတွင်းမှာခရစ်ယာန်ဘာသာကိုတရားဝင်ကိုးကွယ်ခွင့်ပြုခဲ့ပါတယ်။ AD 325 မှာတော့ဘာသာရေးဆိုင်ရာအငြင်းပွားမှုတွေကိုဖြေရှင်းဖို့အတွက်ပထမဆုံးကြိမ်ဖြစ်နိုင်စီယာကောင်စီအစည်းအဝေးကိုခေါ်ယူကျင်းပခဲ့ပါတယ်။ဒီအစည်းအဝေးကိုခံမှန်းခြေအဖြစ်ဆရာတော်300 ခန့်တက်ရောက်ခဲ့ကြပါတယ်။ဒါဟာခရစ်ယာန်ဘာသာရဲ့အစောပိုင်းကာလကြီးထွားလာမှုနဲ့စနစ်တကျဖွဲ့စည်းလာမှုကိုပြသနေတဲ့အထောက်အထားပဲဖြစ်ပါတယ်။နိုင်စီယာကောင်စီကနေနိုင်စီယာယုံကြည်ခြင်းကြေညာချက်ကိုသတ်မှတ်အတည်ပြုခဲ့ပါတယ်။ဒါဟာဒီနေ့ခေတ်အထိခရစ်ယာန်ဘာသာဝင်တွေအသုံးပြုနေစေဖြစ်တဲ့ယုံကြည်ခြင်းဆိုင်ရာထုတ်ပြန်ချက်ပဲဖြစ်ပါတယ်။ဒါပေမဲ့ခရစ်ယာန်ဘာသာအတွင်းမှာအယူဝါဒပိုင်းဆိုင်ရာကွဲပြားမှုတွေရှိခဲ့ပြီးဂိုင်းကနတွေနဲ့တုန်တင်ချက်တွေအများကြီးပေါ်ပေါက်လာခဲ့ပါတယ်။အဓိကအငြင်းပွားကြတာကတော့ခရစ်တော်ရဲ့သဘာဝအမှန်နဲ့ဘုရားသခင်တန်ရှင်းသောဝိညာဉ်တော်တို့ပါဝင်တဲ့သုံးပါးတဆူဆက်နွယ်မှုအကြောင်းတွေပဲဖြစ်ပါတယ်။ AD 330 ဝန်းကျင်မှာတော့ခရစ်ယာန်ဘာသာဟာအာဖရိကတိုက်တောင်ဘက်ပိုင်းစီကိုပြန့်နှံ့သွားခဲ့ပါတယ်။အာဖရိကဥချိုဒေသမှာရှိတဲ့အက်ဆမ်နိုင်ငံရဲ့ဘုရင်အီဇာနာကခရစ်ယာန်ဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်ကြေညာခဲ့ပါတယ်။ဒါဟာကမ္ဘာအရှိအကျဆုံးအသင်းတော်တွေထဲကတစ်ခုဖြစ်တဲ့ဒီနေ့ခေတ်အီသီယိုးပီးယားအသင်းတော်ရဲ့အစပြုခြင်းပဲဖြစ်ပါတယ်။ AD 380 မှာဧကရစ်သီယိုဒိုစီယပ်စ်ကခရစ်ယာန်ဘာသာရဲ့တရားဝင်အယူဝါဒကိုသတ်မှတ်တဲ့ပထမဆုံးရောမဥပဒေကိုထုတ်ပြန်ခဲ့ပါတယ်။ဒါဟာခရစ်ယာန်ဘာသာကိုရောမအင်ပါယာရဲ့နိုင်ငံတော်ဘာသာဖြစ်လာစေဖို့လမ်းခင်းပေးလိုက်တာပါ။အဲဒီနောက်မှာတော့အင်ပါယာအနှံ့မှာရှိတဲ့ခရစ်ယာန်ဘာသာဝင်တွေဟာရှေးဟောင်းနတ်ဘုရားကျောင်းတွေကိုတိုက်ခိုက်ဖျက်ဆီးတာဒါမှမဟုတ်ခရစ်ယာန်ဘုရားကျောင်းတွေအဖြစ်ပြောင်းလဲပစ်တာတွေလှုပ်ဆောင်ခဲ့ကြပါတယ်။နောက်ပိုင်းတက်လာတဲ့ဧကရစ်တွေကလည်းရှေးဟောင်းနတ်ဘုရားတွေကိုကိုးကွယ်တာကိုဥပဒေနဲ့ပိတ်ပင်ခဲ့ပြီးအဲဒီလိုကိုးကွယ်သူတွေကိုနှိပ်ကွပ်ခဲ့ကြပါတယ်။အဲဒီသူတွေကိုပေဂန်လို့ခေါ်ဝေါ်ကြပြီးဒါဟာအသိဉာဏ်နောက်ကျသူနှိမ့်ကျသူလို့နှိမ့်ချပြီးခေါ်တဲ့အသုံးအနှုန်းဖြစ်ပါတယ်။အနောက်ရောမအင်ပါယာကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ Visigoth, Ostrogoth နဲ့ Vandal လို့ခေါ်တဲ့မျိုးနွယ်စုတွေဟာလည်းခရစ်ယာန်ဘာသာကိုကူးပြောင်းကိုးကွယ်လာကြပါတယ်။ဒါပေမဲ့သူတို့ဟာအစပိုင်းမှာတော့
ခရစ်ယာန်အသင်းတော်ကအယူမှားလို့သတ်မှတ်ထားတဲ့အာရီယန်ဝါဒကိုလက်ခံခဲ့ကြပါတယ်။ AD 405ဝန်းကျင်မှာစိန်ဂျေရုံဟာတမန်ကျမ်းစာကိုလက်တင်ဘာသာနဲ့အသစ်ပြန်ဆိုလို့ပြီးစီးခဲ့ပါတယ်။ဒီကျမ်းစာကိုဗာကိတ်လို့ခေါ်ကြပါတယ်။ဒါဟာကက်သလစ်အသင်းတော်ရဲ့တရားဝင်ကျမ်းစာစာသားဖြစ်လာခဲ့ပြီးဒီနေ့ခေတ်အထိကက်သလစ်ကျမ်းစာရဲ့အခြေခံမူရင်းအဖြစ်တည်ရှိနေဆဲဖြစ်ပါတယ်။အဲဒီနောက်ရာစုနှစ်နှစ်ခုအတွင်းမှာသာသနာပြုတွေဟာအသက်အန္တရာယ်ကိုဂရုမစိုက်ဘဲဘေကန်းအနွယ်စုတွေနဲ့သူတို့ရဲ့အုပ်ချုပ်သူတွေကိုခရစ်ယာန်ဘာသာဝင်ဖြစ်လာအောင်အပြင်းထန်ကြိုးစားခဲ့ကြပါတယ်။ဩဇာကြီးမားတဲ့အုပ်ချုပ်သူတစ်ယောက်ကိုဘာသာပြောင်းနိုင်ဖို့ဟာအရေးကြီးတဲ့နည်းဗျူဟာတစ်ခုဖြစ်ခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အုပ်ချုပ်သူတစ်ယောက်ဘာသာပြောင်းလိုက်တာနဲ့တနိုင်ငံလုံးကပြည်သူတွေပါဘာသာပြောင်းလာအောင်လမ်းကင်းပေးတယ်လို့ဖြစ်သွားလို့ပါပဲ။အနောက်ရောမအင်ပါယာကျဆုံးသွားချိန်မှာတော့ခရစ်ယာန်ဘာသာဟာအနောက်ဥရောပတစ်ခွင်မှာဆက်လက်ပြန့်နှံ့နေခဲ့ပါတယ်။ AD 432ဝန်းကျင်မှာစိန့်ပက်ထရစ်ဟာအိုင်ယာလန်ကျွန်းစီတွားရောက်ပြီးအဲဒီကဒေသခံတွေကိုခရစ်ယာန်ဘာသာဝင်တွေဖြစ်လာအောင်စတင်စည်းရုံးခဲ့ပါတယ်။ AD 908မှာတော့ Frank မျိုးနွယ်စုတွေရဲ့ဘုရင်ကလိုဗစ်ကဘာသာပြောင်းလဲခဲ့တာကြောင့်ဒေါခွင်းလုံးခရစ်ယာန်ဘာသာသို့ကူးပြောင်းခြင်းလုပ်ငန်းစဉ်ပြီးဆုံးသွားခဲ့ပါတယ်။ AD 963မှာတော့ကိုလံဘာဟာအိုင်ယာလန်ကနေစကော့တလန်အနောက်ဘက်ပိုင်းကိုခရီးဆန့်ခဲ့ပြီးအိုင်အိုနာကျွန်းပေါ်မှာဘုံကြီးကျောင်းတစ်ကျောင်းတည်ထောင်ခဲ့ပါတယ်။ဒါဟာအနောက်ဥရောပမှာအရေးအကြဆုံးဘုံကြီးကျောင်းတွေကတစ်ခုဖြစ်လာခဲ့ပါတယ်။ AD 989မှာဗီစီဂေါ့ဘုရင်ယက်ကာရက်ဟာအာရီယန်ဝါဒကိုစွန့်လွတ်ပြီးကက်သလစ်ဘာသာကိုကူးပြောင်းခဲ့ပါတယ်။ဒါကြောင့်သူ့ရဲ့တနိုင်ငံလုံးကလည်းကက်သလစ်ဘာသာဝင်တွေဖြစ်လာခဲ့ပါတယ်။ AD 999မှာတော့ပုပ်ယဟန်မင်းကြီးဂရီဂိုရီကစိန့်အော့ဂတ်စတင်ကိုဗြိတိန်ကျွန်းစီစေလွှတ်ခဲ့ပါတယ်။သူဟာကမ်းပြည်နယ်ရဲ့ဘုရင်အက်ဒဘာကိုဘာသာပြောင်းနိုင်ခဲ့ပြီးဒါဟာအင်္ဂလိပ်လူမျိုးတွေခရစ်ယာန်ဘာသာဝင်ဖြစ်လာဖို့အတွက်အစာပြိုးပေးလိုက်တာပဲဖြစ်ပါတယ်။ AD 635မှာတော့အလိုပင်လို့ခေါ်တဲ့သာသနာပြုဟာတရုတ်ပြည်ကိုပထမဆုံးရောက်ရှိလာတဲ့ခရစ်ယာန်သာသနာပြုအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။အဲဒီချိန်ကတန်မင်းဆက်ရဲ့ဧကရစ်ထိုက်ကျုံကခရစ်ယာန်ဘာသာပြန်ပွားခွင့်ပြုတဲ့အမိန့်တော်ကိုထုတ်ပြန်ပေးခဲ့ပါတယ်။သာသနာပြုတွေဟာဘုရားကျောင်းတွေဆောက်လုပ်ခဲ့ကြသလိုခရစ်ယာန်ကျမ်းစာတွေကိုလည်းတရုတ်ဘာသာစီပြန်ဆိုခဲ့ကြပါတယ်။တရုတ်ပြည်ကိုရောက်ရှိသွားတဲ့ခရစ်ယာန်ဘာသာဟာဒေသခံတွေနားလည်လွယ်အောင်တာအိုနဲ့ဗုဒ္ဓဘာသာဆိုင်ရာအသုံးအနှုန်းတွေကိုအသုံးပြုပြီးကျမ်းစာတွေကိုပြန်ဆိုခဲ့ကြပါတယ်။ဒါကြောင့်ခရစ်ယာန်အယူဝါဒဟာတရုတ်ရိုးရာယဉ်ကျေးမှုတွေနဲ့ရောရှက်သွားခဲ့ပါတယ်။တစ်ဖက်မှာလည်းအာရတ်တပ်ဖွဲ့တွေဟာအစ္စလမ်ဘာသာသစ်ကိုကင်ဆွဲပြီးအရှေ့လယ်ပိုင်းနဲ့အာဖရိကမြောက်ပိုင်းဒေသအတော်များများကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ခရစ်ယာန်ဘာသာရဲ့အမြင့်မြတ်ဆုံးနေရာဖြစ်တဲ့ဂျေရုဆလင်ကိုပါသိမ်းပိုက်လိုက်ကြပါတယ်။ AD 920ဝန်းကျင်ရောက်တဲ့အခါအစ္စလမ်ဘာသာဝင်တွေရဲ့နယ်မြေသိမ်းပိုက်မှုဟာအိုင်ဘေရီယန်ကျွန်းဆွယ်ယခုစပိန်နဲ့ပေါ်တူဂီဒေသအထိရောက်ရှိလာခဲ့ပါတယ်။ဒါပေမဲ့အစ္စလမ်အုပ်ချုပ်သူအများစုဟာသူတို့နယ်မြေအတွင်းမှာခရစ်ယာန်ဘာသာကိုးကွယ်မှုကိုခွင့်ပြုပေးခဲ့ကြပါတယ်။ခရစ်ယာန်ဘာသာဝင်တွေဟာဒုတိယတန်းစားနိုင်ငံသားတွေအဖြစ်ဆက်ဆံခံခဲ့ရပေမဲ့သူတို့ရဲ့လူမှုအတိုင်းအဝန်တွေကတော့ဆက်လက်တည်တံ့နေခဲ့ပါတယ်။အဲဒီချိန်မှာအလယ်ခေတ်ဥရောပဟာနိုင်ငံငယ်လေးတွေအဖြစ်စိတ်စိတ်မွာမွာကွဲပြားနေခဲ့ပါတယ်။ Frank ဘုရင်ရှာလမိန်ဟာသူ့ရဲ့အုပ်ချုပ်မှုကိုဖရန်စီယာဘာဗေးရီးယားဆက်ဆွန်နီနဲ့စပိန်မြောက်ပိုင်းဒေသတွေအထိချဲ့ထွင်ခဲ့ပါတယ်။သူဟာနယ်မြေအသစ်တွေကိုသိမ်းပိုက်တဲ့အခါတိုင်းအဲဒီကပြည်သူတွေကိုခရစ်ယာန်ဘာသာဝင်အဖြစ်ကူးပြောင်းစေခဲ့ပါတယ်။ဒါပေမဲ့အဲဒီလိုလှုပ်ဆောင်ရမှာငြိမ်းချမ်းတဲ့ဤထက်လက်နက်အားကိုးနဲ့အတင်းကျပ်လှုပ်ဆောင်တာမျိုးတွေလည်းအများကြီးရှိခဲ့ပါတယ်။ AD 800မှာတော့ရှာလမိန်ကိုပုပ်ယဟန်မင်းကြီးကတန်ရှင်သောယောမအိုက်ဂရစ်အဖြစ်ဗိတ်သိက်ပေးနန်းတင်ခဲ့ပါတယ်။ဒါဟာနှစ်ပေါင်း1000နီးပါးကြာရှည်မဲ့အင်ပါယာမျိုးဆက်သစ်ရဲ့အစပြုခြင်းလည်းဖြစ်ပါတယ်။ခရစ်ယာန်ဘာသာဟာဥရောပတိုက်ရဲ့မြောက်ဘက်နဲ့အရှေ့ဘက်အရက်ဒေသတွေစီကိုအုပ်ချုပ်သူဘုရင်တွေဘာသာပြောင်းလဲမှုနဲ့အတူဆက်လက်ပြန့်နှံ့သွားခဲ့ပါတယ်။ AD 965မှာဒိမက်ဘုရင်ဟာရယ်ဘလူးတုဘာသာပြောင်းခဲ့ပါတယ်။အဲဒီနောက်ပိုလန်နယ်စားကြီးမြေရှကိုနဲ့အထက်တန်းလွှာတွေလည်းဘာသာပြောင်းခဲ့ကြပါတယ်။ကီယမင်းသားကြီးဗလာဒီမာဟာယူကရိန်းနဲ့ရုရှားဒေသခရစ်ယာန်ဘာသာထွန်းကားရေးကိုအခြေချပေးခဲ့သူဖြစ်သတ်မှတ်ခံရပါတယ်။နော်ဝေဘုရင်အိုလက်ဖ်ကတော့အိုက်စလန်နဲ့ဂရင်းလန်ကျွန်းတွေစီသာသနာပြုတွေဆေလွတ်ခဲ့ပါတယ်။ဟန်ဂေရီဘုရင်စတီဖင်နဲ့ဆွီဒင်ဘုရင်အိုလက်ဖ်စကော့ကိုနူးတို့လည်းပါဝင်ပါတယ်။ဒါပေမဲ့ဆွီဒင်မှာတော့ရှေးဟောင်းဘာသာကိုကိုးကွယ်သူတွေရဲ့ပြင်းထန်တဲ့ခုခံမှုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ AD 1054မှာတော့ကွန်စတန်တီနိုပယ်အခြေစိုက်ဂရိအရှေ့ပိုင်းအသင်းတော်နဲ့ရောမပုပ်ယဟန်မင်းကြီးအုပ်ချုပ်တဲ့လက်တင်အနောက်ပိုင်းအသင်းတော်တို့ကြားတင်းမာမှုတွေဖြစ်လာခဲ့ပါတယ်။အဲဒီကနေ Great Schism လို့ခေါ်တဲ့အသင်းတော်ကြီးနှစ်ချမ်းကွဲမှုဖြစ်ပေါ်ခဲ့ပါတယ်။အဲဒီလိုအားပြိုင်မှုတွေရဲ့ရလဒ်အနေနဲ့ခရစ်ယာန်အသင်းတော်ဟာအရှေ့ပိုင်း Orthodox အသင်းတော်နဲ့ရောမကက်သလစ်အသင်းတော်ဆိုပြီးနှစ်စုကွဲသွားခဲ့ပါတယ်။
အဲ့ဒီချိန်မှာအရှေ့ရောမအင်ပါယာသို့မဟုတ်ဘိုင်ဇန်တိုင်းအင်ပါယာဟာဆယ်ချူတက်တွေရဲ့ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုကိုခံနေရပါတယ်။ဒါကြောင့် AD 1095မှာပုပ်ယဟန်မင်းကြီးဒုတိယမြောက်အာဘန်ကဘိုင်ဇန်တိုင်းအင်ပါယာကိုကူညီဖို့နဲ့ခရီးယန်တို့ရဲ့အထွတ်အမြတ်ထားရာညီကိုပြန်လည်သိမ်းပိုက်ဖို့ခရူးစိတ်စစ်ပွဲဆင်နွှဲကြဖို့တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။သူကဒီစစ်ပွဲမှာပါဝင်ဆင်နွှဲသူတွေဟာသူတို့ကျူးလွန်ခဲ့တဲ့အပြစ်တွေကနေလွတ်ငြိမ်းချမ်းသာခွင့်ရမယ်လို့ကတိပေးခဲ့တာကြောင့်ကက်သလစ်ခရစ်ယာန်တွေဟာစစ်ပွဲတွေကိုအုပ်စုလိုက်ကြီးဝင်ရောက်လာခဲ့ကြပါတယ်။ပထမဆုံးခရူးစိတ်စစ်ပွဲအောင်မြင်ခဲ့တာကြောင့်လေဗန်ဒေသယခုအရှေ့လေပိုင်းဒေသများမှာခရီးယန်နိုင်ငံငယ်လေးအတော်များများကိုတည်ထောင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့နှစ်ပေါင်း200အတွင်းမှာပဲအဲ့ဒီနိုင်ငံအလုံးဟာအိန္ဒိယအစ္စလမ်နိုင်ငံတွေရဲ့လက်ထဲကိုပြန်လည်ကျရောက်သွားခဲ့ပါတယ်။တစ်ဖက်မှာတော့ Iberian ကျွန်းဆွယ်မှာရှိတဲ့ခရီးယန်အုပ်ချုပ်သူတွေကတော့ရှေ့ရာစုမှာအစ္စလမ်တပ်တွေသိမ်းပိုက်ထားခဲ့တဲ့နယ်မြေတွေကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်ရာမှာပိုပြီးအောင်မြင်မှုရခဲ့ကြပါတယ်။ဥရောပမြောက်ပိုင်းကဘော့တစ်နဲ့ဖင်လန်ဒေသတွေမှာလည်းပေဂန်ကိုးကွယ်သူတွေကိုတိုက်ခိုက်တဲ့ခရူးစိတ်စစ်ပွဲတွေရှိခဲ့ပါတယ်။အဲဒီအချိန်မှာပဲခရစ်ယာန်ဘာသာဟာအရှိတ်အရက်တွေမှာဩဇာလွှမ်းမိုးမှုတွေဆက်လက်ရရှိနေခဲ့ပါတယ်။ပုပ်ယဟန်မင်းကြီးရဲ့တန်တမန် John of Montecorvino ဟာအာမေးနီးယား၊ပါရှားနဲ့အိန္ဒိယနိုင်ငံတွေကိုဖျက်ကျော်ပြီးတရုတ်ပြည်အထိတွားရောက်ခဲ့ပါတယ်။အဲဒီနောက်1294ခုနှစ်မှာတော့သူဟာနောင်မှာဘေကျင်းဖြစ်လာမဲ့ဒေသရဲ့ပထမဆုံးဆရာတော်ဖြစ်လာခဲ့ပါတယ်။1386ခုနှစ်မှာလစ်သူယေနီးယားရဲ့နောက်ဆုံးပေဂန်အုပ်ချုပ်သူနေဇာကြီးဂျိုဂါအီလာဟာဗတ္တိဇံမင်္ဂလာကိုခံယူခဲ့ပါတယ်။အဲဒီနောက်မှာတော့သူ့ရဲ့တိုင်းသူပြည်သားတွေကိုပါခရစ်ယာန်ဘာသာတွေကိုစတင်ကူးပြောင်းစေခဲ့ပါတယ်။1453ခုနှစ်မှာတော့အော်တိုမန်တက်တွေဟာအရှေ့ပိုင်း Orthodox အသင်းတော်ရဲ့ဗဟိုချက်မဖြစ်တဲ့ Constantinople မြို့ကိုတိုက်ခိုက်သိမ်းပိုက်လိုက်ကြပါတယ်။အရင်က Constantinople ကိုရောမမြို့သေးလို့တင်စားခေါ်ဝေါ်ခဲ့ကြတာပါ။အဲဒီမြို့ကြာဆုံးသွားတဲ့အခါမှာတော့ရုရှား Orthodox အသင်းတော်ကမော်စကိုမြို့ကိုတတိယမြောက်ရောမမြို့အဖြစ်သတ်မှတ်လိုက်ပြီး Orthodox ခရစ်ယာန်ဘာသာဝင်အားလုံးကိုစောင့်ရှောက်ဖို့တာဝန်ရှိတယ်လို့ကြေညာခဲ့ပါတယ်။တစ်ဖက်မှာလည်းပင်လယ်ကြောင်းခီးသွွာလာမှုတွေထွန်းကားလာတဲ့နယ်မြေသစ်ရှာဖွေရေးခေတ်ရောက်လာတဲ့အခါအနောက်ဥရောပအင်အားကြီးနိုင်ငံတွေဟာခရစ်ယာန်ဘာသာကိုဝေးလံတဲ့အရက်ဒေသတွေစီတည်ဆောင်သွားခဲ့ကြပါတယ်။တောင်အလရှ82ခုနှစ်မှာပေါ်တူဂီသင်္ဘောတစ်စင်းဟာကွန်ဂိုဘရင်နိုင်ငံစီကိုရောက်ရှိသွားခဲ့ပါတယ်။9နှစ်အကြာမှာတော့အုပ်ချုပ်သူဘရင်အန်ဇင်ဂါအန်ကူဝူးနဲ့မှုမှတ်အတော်များများဟာခရစ်ယာန်ဘာသာဝင်တွေဖြစ်လာခဲ့ကြပါတယ်။နောက်ပိုင်းမှာဘရင်ကကက်သလစ်ဘာသာကိုစွန့်လွတ်ခဲ့ပေမဲ့ခရစ်ယာန်ဘာသာကတော့ကွန်ဂိုနိုင်ငံရဲ့နိုင်ငံတော်ဘာသာအဖြစ်ဆက်လက်တည်ရှိနေခဲ့ပါတယ်။1492ခုနှစ်မှာကက်သလစ်ဘရင်နဲ့မီဘီယာတို့ဟာစပိန်နိုင်ငံအတွင်းမှာကြန့်ရှိနေသေးတဲ့နောက်ဆုံးအစ္စလမ်အုပ်ချုပ်သူတွေကိုဂရနာဒါမှာအောင်နိုင်ခဲ့ပါတယ်။ဒါဟာအိုင်ဘေရီယန်ကျွန်းဆွယ်ကိုခရစ်ယာန်တို့ပြန်လည်သိမ်းပိုက်တဲ့ Reconquista လုပ်ငန်းစဉ်ပြီးဆုံးသွားတာလည်းဖြစ်ပါတယ်။အဲဒီနှစ်မှာပဲခရစ္စတိုဖာကိုလမ်ဘတ်စ်ဟာအမေရိကတိုက်ကိုရောက်ရှိသွားခဲ့ပါတယ်။ဒါဟာခရစ်ယာန်ဘာသာပြန့်နှံ့ဖို့အတွက်အလွန်အရေးပါတဲ့အချိုးအကွေတစ်ခုဖြစ်လာခဲ့ပါတယ်။နောက်ပိုင်းမှာဥရောပသားတွေရဲ့အတ္တလန္တိတ်သမုဒ္ဒရာဖြတ်ကျော်ခီးစဉ်တွေဟာဒီကမ္ဘာတစ်ကိုနယ်ချဲဖို့နဲ့ဘာသာပြောင်းလဲဖို့အတွက်လမ်းခင်းပေးလိုက်တယ်လို့ဖြစ်သွားပါတယ်။1493ခုနှစ်မှာတော့ပုပ်ယဟန်မင်းကြီးဆဋ္ဌမမြောက်အလက်ဇန္ဒာကအမိန့်တော်တရက်ထုတ်ပြန်ခဲ့ပါတယ်။အဲဒီအမိန့်အရတောင်အမေရိကမှာအသစ်တွေ့ရှိထားတဲ့နယ်မြေတွေကိုပိုင်ဆိုင်ခွင့်ရှိကြောင်းစပိန်နိုင်ငံကိုအခွင့်အရေးခဲ့ပါတယ်။ပုပ်ယဟန်မင်းကြီးရဲ့အမိန့်တော်မှာခရစ်ယာန်ဘာသာကိုနေရာအနှံ့ပြန့်ပွားအောင်လုပ်ဖို့နဲ့ရိုင်းဆိုင်တဲ့လူမျိုးနွယ်စုတွေကိုအောင်နိုင်အောင်တိုက်ပြီးယုံကြည်ခြင်းတရားအောက်ရောက်အောင်ဆောင်ကျဉ်ဖို့တိုက်တွန်းထားပါတယ်။1494ခုနှစ်မှာတော့စပိန်နဲ့ပေါ်တူဂီတို့ဟာဒေါဒီစီးလက်စာချုပ်ကိုချုပ်ဆိုပြီးကမ္ဘာအသစ်ကိုသူတို့အချင်းချင်းခွဲဝေယူခဲ့ကြပါတယ်။မြေပုံပေါ်မှာမြင်းတစ်ကြောင်တားလိုက်ပြီးအဲ့ဒီမြင်းရဲ့အနောက်ဘက်ခြမ်းကိုစပိန်ကယူကအရှေ့ဘက်ခြမ်းကိုတော့ပေါ်တူဂီကယူခဲ့ပါတယ်။စပိန်နဲ့ပေါ်တူဂီတပ်တွေရောက်လေရာနေရာတိုင်းကိုခရစ်ယာန်သာသနာပြုတွေကလည်းထက်ကြမကွာလိုက်ပါသွားခဲ့ကြပါတယ်။စပိန်တို့နယ်မြေချဲထွင်ခဲ့တဲ့နယူးစပိန်ဒေသတွေမှာရောမကက်သလစ်ဘာသာကိုအတင်းကျပ်သတ်မှတ်ခဲ့ကြပါတယ်။ဒေသခံတိုင်းရင်းသားတွေကိုဘာသာပြောင်းဖို့ဖိအားပေးခဲ့ကြသလိုသူတို့ရဲ့ရိုးရာကိုးကွယ်မှုတွေကိုလည်းအမြင့်ပြတ်အောင်ဖျက်ဆီးဖို့ကြိုးစားခဲ့ကြပါတယ်။ဒီလိုဖြစ်ရမျိုးတွေဟာတောင်ဘက်ပိုင်းကပီရူးနိုင်ငံမှာရောပေါ်တူဂီကိုလိုနီဖြစ်ခဲ့တဲ့ဘရာဇီးနိုင်ငံမှာပါအလားတူဖြစ်ပွားခဲ့ပါတယ်။ဒီခေတ်ကာလဟာအတ္တလန္တိတ်သမုဒ္ဒရာကိုဖျက်ကျော်ပြီးအာဖရိကန်တွေကိုအမေရိကတိုက်စီအတင်းကျပ်အလုတ်စေခိုင်းဖို့တည်ယူကြတဲ့ကျွန်းကုန်သွယ်မှုစတင်တဲ့အချိန်လည်းဖြစ်ပါတယ်။အာဖရိကအနောက်ဘက်ကမ်းခြေတစ်လျှောက်မှာခရစ်ယာန်ဘာသာပြန့်နှံ့လာတာဟာဒီကျွန်းကုန်သွယ်မှုရဲ့ဘေးထွက်ရလဒ်တစ်ခုလိုဖြစ်ခဲ့ပါတယ်။16ရာစုအရောက်မှာတော့ပေါ်တူဂီသာသနာပြုတွေဟာအာဖရိကကမ်းရိုးတန်းတစ်လျှောက်မှာခရစ်ယာန်လူမှုအတိုင်းအဝန်တွေကိုတည်ထောင်နိုင်ခဲ့ကြပါတယ်။တစ်ချိန်တည်းမှာပဲဥရောပတိုက်အတွင်းမှာတော့ခရစ်ယာန်ဘာသာရဲ့နောက်ထပ်အဓိကကွဲပြားမှုကြီးတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။
1519ခုနှစ်မှာဂျာမန်ဘုန်းတော်ကြီးမာတင်လူသာဟာအဲ့ဒီအချိန်ကရောမကက်သလစ်အသင်းတော်ရဲ့ပေါက်ပြန်မှားယွင်းနေတဲ့လုပ်ရက်တွေကိုပြင်းပြင်းထန်ထန်ဝေဖန်တိုက်ခိုက်ခဲ့ပါတယ်။သူ့ရဲ့လှုပ်ဆောင်ချက်တွေကြောင့် Protestant ပြုပြင်ပြောင်းလဲရေးဆိုတာကြီးစတင်ဖြစ်ပေါ်လာခဲ့ပါတယ်။အသင်းတော်ကိုပြုပြင်ပြောင်းလဲဖို့တောင်းဆိုချက်တွေဟာဂူတင်ဘာ့ဂ်ရဲ့ပုံနှိပ်စက်အသစ်ကြောင့်အရှိန်အဟုန်နဲ့ပြန့်နှံ့သွားခဲ့ပါတယ်။ဥရောပအုပ်ချုပ်သူအတော်များများကလည်းနိုင်ငံရေးနဲ့ဘာသာရေးအကျိုးမြတ်တွေအတွက်ဒီပြုပြင်ပြောင်းလဲရေးကိုထောက်ခံခဲ့ကြတာကြောင့်ဥရောပမြောက်ပိုင်းမှာ Protestant ဝါဒအခြေခိုင်လာခဲ့ပါတယ်။1534ခုနှစ်မှာတော့အင်္ဂလန်ဘုရင်အထမမြောက်ဟင်နရီဟာရောမအသင်းတော်နဲ့လမ်းခွဲလိုက်ပြီးသူ့ကိုယ်သူအင်္ဂလန်အသင်းတော်ရဲ့အကြီးအကဲအဖြစ်ကြေညာခဲ့ပါတယ်။ Protestant ဝါဒဟာစတင်ပေါ်ပေါက်လာကြတဲ့ကဂိုင်းကနတွေအများကြီးကွဲပြားခဲ့ပါတယ်။ Calvin ဝါဒီ၊လူသာယင်၊ဗတ္တိဇန်၊အင်္ဂလိကန်နဲ့ Presbyterian စသဖြင့်အုပ်စုပေါင်းစုံကွဲထွက်သွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာကက်သလစ်ဘာသာဟာအင်အားအကြီးဆုံးအဖြစ်ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။ကက်သလစ်ဘာသာဟာပေါ်တူဂီနဲ့စပိန်တို့ရဲ့ကုန်သွယ်ရေးလုပ်ငန်းစဉ်တွေနဲ့အတူအရှေ့တောင်အာရှစီကိုပါရောက်ရှိလာခဲ့ပါတယ်။သာသနာပြုဖရန်စစ်ဇေဗီယာဟာပေါ်တူဂီအင်ပါယာရဲ့ကိုယ်စားလှယ်အဖြစ်အာရှတခွင်ကိုခရီးဆန်ခဲ့ပါတယ်။သူဟာ1542ခုနှစ်မှာအိန္ဒိယနိုင်ငံဂိုအာမြို့ကိုရောက်ရှိခဲ့ပြီး1545ခုနှစ်မှာတော့အင်ဒိုနီးရှားမှာရှိတဲ့ပေါ်တူဂီနယ်မြေတွေစီရွှေ့လွှင့်ခဲ့ပါတယ်။1549ခုနှစ်မှာဂျပန်နိုင်ငံကိုရောက်ရှိသွားတဲ့အခါခရစ်ယာန်ဘာသာကိုတက်ဝင်ယုံကြည်သူအများပြားရရှိခဲ့ပါတယ်။1565ခုနှစ်မှာတော့ဖိလစ်ပိုင်ဟာစပိန်ရဲ့ကိုလိုနီနယ်မြေဖြစ်လာပြီးဥရောပကုန်သွယ်ရေးရဲ့ဗဟိုချက်မှဖြစ်လာခဲ့ပါတယ်။ကက်သလစ်သာသနာပြုတွေရဲ့ကြိုးပမ်းမှုကြောင့်ခရစ်ယာန်ဘာသာဟာဖိလစ်ပိုင်မှာအဓိကဘာသာဖြစ်လာခဲ့ပါတယ်။တထုံမြပြည့်နှစ်အစောပိုင်းကာလတွေမှာတော့အင်္ဂလန်နဲ့နယ်သာလန်က Protestant ဘာသာဝင်တွေဟာမြောက်အမေရိကကမ်းရိုးတန်းတစ်လျှောက်မှာကိုလိုနီနယ်မြေတွေကိုစတင်တည်ထောင်ခဲ့ကြပါတယ်။မြောက်အမေရိကကိုရောက်လာသူအများစုဟာဘာသာရေးလွတ်လပ်ခွင့်ရှာဖွေသူတွေနဲ့ပြည်ပြည်စုံတဲ့ခရစ်ယာန်လူမှုအတိုင်းအဝန်တည်ဆောက်ခြင်းကြတဲ့ပျူရီတန်တွေဖြစ်ကြပါတယ်။သာသနာပြုဂျွန်အီလီယော့ဟာမက်ဆာချူးဆက်ပြည်နယ်ကဒေသခံမျိုးနွယ်စုတွေနဲ့ဆက်သွယ်ခဲ့ပြီး1663ခုနှစ်မှာသူတို့ရဲ့မိခင်ဘာသာစကားနဲ့တမန်ကျမ်းစာကိုပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ဒါပေမဲ့ဒေသခံတွေကိုဘာသာပြောင်းနိုင်ဖို့ကြိုးပမ်းမှုတွေကတော့အောင်မြင်မှုအကန့်အသတ်ပဲရှိခဲ့ပါတယ်။နောက်ပိုင်းရာစုနှစ်တွေမှာတော့ဥရောပကနေလာရောက်အခြေချသူတွေပိုများလာတာနဲ့အမျှခရစ်ယာန်ဘာသာဟာမြောက်အမေရိကတိုက်တစ်ခွင်လုံးကိုပြန့်နှံ့သွားခဲ့ပါတယ်။18ရာစုအကုန်မှာတော့ဥရောပသားတွေဟာအမေရိကတိုက်တစ်ခုလုံးမှာခရစ်ယာန်ဘာသာကိုအခိုင်အမာအခြေချနိုင်ခဲ့ကြပါတယ်။အဲ့ဒီရာစုနှစ်အတွင်းမှာပဲဗြိတိန်နဲ့နောင်မှာအမေရိကန်ပြည်ထောင်စုဖြစ်လာမဲ့ဒေသတွေမှာ Great Awakening လို့ခေါ်တဲ့ဘာသာရေးနှိုးကြားမှုလှိုင်းတဘိုးတွေအကြိမ်ကြိမ်ပေါ်ပေါက်ခဲ့ပါတယ်။အထက်မှာပြောခဲ့တဲ့ဘာသာရေးနှိုးကြားမှုတွေကနေတဆင့်ကျမ်းစာလာသွန်သင်ချက်နဲ့တဦးချင်းစီရဲ့ကယ်တင်ခြင်းကိုအဓိကထားတဲ့ခေတ်သစ်ဧဝံဂေလိလှုပ်ရှားမှုပေါ်ပေါက်လာခဲ့ပါတယ်။ဥရောပနယ်ချဲ့ဝါဒအထွတ်အထိပ်ရောက်ချိန်မှာတော့ခရစ်ယာန်ဘာသာဟာဥရောပကနေလာရောက်အခြေချသူတွေသာသနာပြုတွေနဲ့အတူကမ္ဘာအနှံ့ပြားစီကိုဆက်လက်ရောက်ရှိသွားခဲ့ပါတယ်။1988ခုနှစ်မှာဗြိတိရှတို့ရဲ့ပထမဆုံးအကျဉ်းသားစခန်းတွေနဲ့အတူခရစ်ယာန်ဘာသာဟာဩစတြေးလျတိုက်ကိုရောက်ရှိလာခဲ့ပါတယ်။အဲဒီနောက်1998ခုနှစ်မှာလန်ဒန်သာသနာပြုအဖွဲ့ကပိုလီနီးရှားအရှေ့ဘက်ပိုင်းစီကိုသူတို့ရဲ့ပထမဆုံးသာသနာပြုတွေကိုဆေလွတ်ခဲ့ပါတယ်။တောင်ပစိဖိတ်ကျွန်းစုတွေမှာခရစ်ယာန်ဘာသာပြန့်နှံ့သွားတာဟာဒီသာသနာပြုလုပ်ငန်းတွေကြောင့်ပဲဖြစ်ပါတယ်။1814ခုနှစ်မှာတော့ခရစ်ယာန်ဘာသာဟာနယူးဇီလန်နိုင်ငံစီကိုရောက်ရှိခဲ့ပြီးသာသနာပြုဆင်မြူအယ်မာစတန်ကပထမဆုံးသောခရစ်ယာန်တရားဒေသနာကိုဟောကြားခဲ့ပါတယ်။အိန္ဒိယနိုင်ငံမှာခရစ်ယာန်သာသနာပြုတွေဟာသူတို့ရဲ့ယုံကြည်ခြင်းတရားကိုပြန့်ပွားအောင်လှုံ့ဆော်ခဲ့ကြပါတယ်။အဲဒီထဲမှာဝီလီယံကာယေးဆိုတဲ့ဗတ္တိဇံသာသနာပြုဆရာတော်ဟာထင်ရှားပါတယ်။သူကိုခေတ်သစ်သာသနာပြုလုပ်ငန်းများ၏ဖခင်လို့လူသိများကြပြီးသူဟာတမန်ကျမ်းစာကိုအိန္ဒိယဒေသန္တရဘာသာစကား9မျိုးနဲ့ဘာသာပြန်ဆိုခဲ့ပါတယ်။ဒါပေမဲ့ခရစ်ယာန်သာသနာပြုတွေရဲ့လှုပ်ဆောင်ချက်တွေကိုအိန္ဒိယကဟိန္ဒူနဲ့မွတ်စလင်ဘာသာဝင်အတော်များများကမကျေမနပ်ဖြစ်ခဲ့ကြပါတယ်။ဒီမကျေနပ်မှုတွေဟာ1859ခုနှစ်မှာဗြိတိရှအုပ်ချုပ်ရေးကိုဆန့်ကျင်တဲ့အိန္ဒိယမျိုးချစ်စိတ်သက်နှိုးကြားမှုနဲ့တော်လှန်ပုန်ကန်မှုကြီးဖြစ်ပေါ်လာစေဖို့တွန်းအားတရက်ဖြစ်ခဲ့ပါတယ်။ဒီခေတ်ကာလဟာဝေးလံလှတဲ့အရက်ဒေသတွေစီကိုအန္တရာယ်များတဲ့ခီးလန်းတွေကိုဖျက်ကျော်ပြီးတွားရောက်ခဲ့ကြတဲ့သူရဲကောင်းသာသနာပြုများရဲ့ခေတ်လည်းဖြစ်ပါတယ်။စကော့တလန်သာသနာပြုဒေးဗစ်လီဗင်စတုန်းဟာအထင်ရှားဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။သူဟာအာဖရိကအလယ်ပိုင်းဒေသအတော်များများကိုပထမဆုံးရောက်ရှိခဲ့တဲ့ဥရောပသားဖြစ်တယ်လို့ဝီတိုရီယာရေတံခွန်ကိုလည်းစတင်တွေ့ရှိပြီးအမိပေးခဲ့သူဖြစ်ပါတယ်။တခြားထင်ရှားတဲ့သာသနာပြုတွေလည်းရှိပါသေးတယ်။အဲ့ဒီအထဲမှာမြန်မာနိုင်ငံမှာနှစ်ပေါင်း40နီးပါးသာသနာပြုခဲ့ကြတဲ့
အဒိုနီရန်ယူဒအတန်နဲ့ဇနီးဖြစ်သူအန်ဒိုဇနီးမောင်နှံလည်းပါဝင်ပါတယ်။နိုင်ဂျီးရီးယားနိုင်ငံမှာဆိုရင်လည်းမီရီဆလက်ဆာဟာဒေသခံဘာသာစကားဖြစ်တဲ့ EFITS ကိုသင်ယူပြီးခရစ်ယာန်တရားဟောကြားခဲ့ပါတယ်။1884ခုနှစ်မှာတော့ American Presbyterian သာသနာပြုတွေဟာကိုရီးယားနိုင်ငံစီကိုအနောက်တိုင်းဈေးပညာနဲ့ခရစ်ယာန်ဘာသာကိုတွဲဖက်တည်ဆောင်လာခဲ့ကြပါတယ်။အဲ့ဒီဘာသာသစ်ဟာကိုရီးယားမှာအရှိန်အဟုန်နဲ့ပြန့်နှံ့သွားခဲ့ပြီးဒီနေ့ခေတ်မှာဆိုရင်တောင်ကိုရီးယားလူဦးရေရဲ့3ပုံ1ပုံနီးပါးဟာခရစ်ယာန်ဘာသာဝင်တွေဖြစ်နေကြပါပြီ။1880ပြည့်နှစ်တွေမှာတော့ဥရောပနိုင်ငံတွေဟာအာဖရိကတိုက်မှာကျန်ရှိနေသေးတဲ့လွတ်လပ်တဲ့နိုင်ငံတွေကိုကိုလိုနီနယ်မြေအဖြစ်ခွဲဝေသိမ်းပိုက်ကြတဲ့အာဖရိကကိုလူရက်သိမ်းပိုက်ခြင်းလုပ်ငန်းစဉ်ကိုစတင်ခဲ့ကြပါတယ်။1914ခုနှစ်ရောက်တဲ့အခါဥရောပနိုင်ငံတွေဟာအာဖရိကတိုက်ရဲ့90%ကိုသိမ်းပိုက်လိုက်ကြပြီးခရစ်ယာန်ဘာသာကိုလည်းတပါးတည်းတည်ဆောင်လာခဲ့ကြပါတယ်။တရုတ်ပြည်မှာတော့20%အစအထိခရစ်ယာန်ဘာသာဟာပြန့်နှံ့ဖို့တော်တော်လေးခက်ခဲနေခဲ့ပါတယ်။အဲဒီချိန်ထိဘာသာပြောင်းသူဥယေဟာတသိန်းဝန်းကျင်ပဲရှိပါသေးတယ်။ခရစ်ယာန်ဘာသာပြန်ပွားမှုကိုအကြမ်းဖက်ဆန့်ကျင်တဲ့ဘောက်ဆာအရေးခင်းလဲပေါ်ပေါက်ခဲ့ပြီးအဲဒီတုန်းကတရုတ်ခရစ်ယာန်ဘာသာဝင်ထောင်ပေါင်းများစွာအသက်ခံခဲ့ရပါတယ်။ဒါပေမဲ့1900ပြည့်နှစ်နောက်ပိုင်းမှာတော့သာသနာပြုလုပ်ငန်းတွေကိုအကြီးအကျယ်လှုပ်ဆောင်ခဲ့ကြတာကြောင့်ဖျားเจ้าပေါင်းထောင်နဲ့ချီဆောက်လုပ်နိုင်ခဲ့ပါတယ်။1945ခုနှစ်အရောက်မှာတော့တရုတ်ပြည်မှာခရစ်ယာန်ဘာသာဝင်4 သန်းဝန်းကျင်ထိရှိလာခဲ့ပါတယ်။20ရာစုအတွင်းမှာတော့ကွန်မြူနစ်ဝါဒထွန်းကားလာတာဟာခရစ်ယာန်ဘာသာနဲ့တခြားသောဘာသာတရားတွေအတွက်ပါကြီးမားတဲ့ချိန်ချောက်မှုတစ်ခုဖြစ်လာခဲ့ပါတယ်။ဆိုဗီယက်ယူနီယံပါဝင်ဥရောပအလယ်ပိုင်းနဲ့အရှေ့ပိုင်းမှာရှိတဲ့ကွန်မြူနစ်အစိုးရတွေဟာဘုရားကျောင်းတွေကိုဖျက်သိမ်းခဲ့ကြသလိုဝိပုကိုးကွယ်မှုတွေကိုလည်းပိတ်ပင်တားဆီးခဲ့ကြပါတယ်။ဒါပေမဲ့ခရစ်ယာန်ဘာသာဟာဖိနှိပ်မှုတွေကြားမှာကြံ့ကြံ့ခံနိုင်တဲ့အယူဝါဒဖြစ်ကြောင်းသက်သေပြခဲ့ပါတယ်။အဲဒီကွန်မြူနစ်အစိုးရတွေပြိုလဲသွားတဲ့အခါမှာတော့ခရစ်ယာန်သင်းတော်တွေဟာပြည်သူလူထုရဲ့ထောက်ခံမှုနဲ့အတူတကြော့ပြန်လည်နိုးကြားလာခဲ့ပါတယ်။ကွန်မြူနစ်စနစ်ကိုကျင့်သုံးနေဆဲဖြစ်တဲ့တရုတ်ပြည်မှာတော့နိုင်ငံတော်ရဲ့တင်းကျပ်တဲ့ထိန်းချုပ်မှုတွေရှိနေတဲ့ကြားကဒီနေ့ခေတ်မှာခရစ်ယာန်ဘာသာဝင်တန်းပေါင်းများစွာရှိနေပြီဖြစ်ပါတယ်။နှစ်ပေါင်း2000နီးပါးကာလအတွင်းမှာရေတွက်လို့မရနိုင်တဲ့သာသနာပြုတွေနဲ့နယ်ချက်အခြေချသူတွေရဲ့ရိုက်ခတ်မှုဟာလက်ရှန်ဘာသာကိုကမ္ဘာတဝန်းလုံးစီပြန့်နှံ့သွားစေဖို့အထောက်အကူဖြစ်စေခဲ့ပါတယ်။ဒီနေ့ခေတ်မှာကမ္ဘာတဝန်းလုံးမှာရှိတဲ့ခရစ်ယာန်ဘာသာဝင်ဦးရေဟာ1.3 ဘီလီယံထိရှိနေပြီဖြစ်ပါတယ်။ဒါဟာကမ္ဘာလူဦးရေရဲ့3ပုံ1ပုံနီးပါးရှိပြီးကမ္ဘာပေါ်ကနိုင်ငံတိုင်းနီးပါးမှာခရစ်ယာန်ဘာသာဝင်တွေနေထိုင်ဝတ်ပြုနေကြတာဖြစ်ပါတယ်။ခရစ်ယာန်ဘာသာဝင်ဖြစ်စေတခြားဘာသာဝင်ဖြစ်စေဒါမှမဟုတ်ဘယ်ဘာသာကိုမှမကိုးကွယ်သူဖြစ်စေခရစ်ယာန်ဘာသာရဲ့နှစ်ပေါင်း2000ကြာဒီခီးစဉ်ဟာရင့်ကျက်ထုတ်လို့မရအောင်ကိုအန်တရာဖို့ကောင်းလာတဲ့သမိုင်းဝင်ခီးစဉ်တစ်ခုဖြစ်ခဲ့ပါတယ်